မလေးရှားမှာအော်အမေရိကမှာရေခဲထိုင်းမှာနှုတ်ခမ်းမွေးဒီနိုင်ငံတွေမှာရောက်နေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကအခုချိန်မှာကိုယ်စီစိုးရိမ်ပူပန်မှုတွေနဲ့အခက်အခဲတွေကိုရင်ဝယ်ပိုက်ပြီးနေကြရတယ်။ပွင့်လင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီပြပနေရာတိုင်းမှာရောက်နေကြတဲ့လူအားလုံးကပျော်လားဆိုရင်ဘယ်သူမှမပျော်ဘူးဗျ။ဘယ်သူမဆိုကို့ဘာသာစကားကိုပြောပြီးတော့ကို့မိသားစုနဲ့ကိုအေးအေးချမ်းချမ်းနဲ့ကို့နိုင်ငံမှာပဲအလုပ်လုပ်ကင်ပြီးတော့နေချင်ကြတဲ့လူတွေကြီးပဲ။ဒါမဲ့လည်းကျွန်တော်တို့အားလုံးကဒီလိုနေရဖို့ကံမပါလာဘူးလို့ပဲပြောရတော့မှာပေါ့။အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်အားလုံးကကိုယ်စီအကြောင်းကြောင်းကြောင့်ပြည်ပကိုထွက်ခွာလာတဲ့လူတွေကတနေ့ထက်တနေ့များလာတယ်။အများဆုံးကဒီထိုင်းနဲ့မလေးရှားကိုသွားလာများကြတယ်။တခြားပြည်ပနိုင်ငံတွေကြတော့လဲအစင်းစင်းလှုပ်ဆောင်ရတာတွေအရင်များတယ်ငွေကုန်ကြေးကြအရင်များတယ်အချိန်လည်းအရင်ပေးရတယ်အဲ့တော့သွားရအလွယ်ကူဆုံးဖြစ်တဲ့ထိုင်းနဲ့မလေးကိုပဲဒီလန်ကိုစီနဲ့သွားကြတာများတယ်ဗျအမေရိကတို့လိုနိုင်ငံတွေကြတော့လေညာတော့အဖြစ်ကျောင်းပုံစံအနေနဲ့ရောက်ကြတာများတယ်ဒါမှမဟုတ်ဒီ refugee program အနေနဲ့ရောက်ကြတာများတယ်အဲ့လိုနီလန်းအမျိုးမျိုးနဲ့ရောက်သွားကြတဲ့လူအများစုကလည်း asylum ခံပြီးတော့သူတို့နေထိုင်ကြတယ်အခုတော့ရေခဲအဖွဲ့ကြောင့်အားလုံးကစိုးရိမ်ထိတ်လန့်မှုတွေနဲ့ပြန်ပြီးတော့နေရတာပေါ့ထိုင်းမှာကြတော့လဲနှုတ်ခမ်းမွေးမွေလို့ပေါ့သူ့ဟာသူလဲမျိုးချစ်တယောက်ပါဆိုပြီးတော့ကြွေးကြော်ထားတယ်မလေးရှားမှာလဲဒီထိုင်းကနှုတ်ခမ်းမွေးတို့လိုမျိုးချစ်အဖွဲ့ရှိတယ်ဒါမဲ့လဲဒီနှုတ်ခမ်းမွေးတို့အဖွဲ့နဲ့ရှင်ရင်လုံးဝကွာတယ်ဗျထိုင်းကနှုတ်ခမ်းမွေးရကြတော့သူဟာသူအာနာပိုင်တယောက်လိုလူရမ်းကားတယ်အကြမ်းဖက်တယ်သူကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေကိုပဲအဓိကတာဂက်ထားပြီးတော့ပွဲရှာတယ်အဲ့တော့ကျွန်တော်တို့ထိုင်းရောက်မြန်မာတွေအနေနဲ့အေးချင်းချင်းအောင်မနေရဘူးပေါ့ဒီမလေးရှားကမျိုးချစ်အဖွဲ့ကြတော့လဲစာရွက်စာတမ်းအစုံကင်ပြီးတော့သူကနိုင်ငံခြားသားတွေဖွင့်တဲ့ဆိုင်တွေမှာသွားပြီးတော့လိုက်မေးခွန်းတွေလိုက်ထုတ်တာမျိုးပေါ့နော်သူတို့ကကိုထိလက်ရောက်တော့မလုပ်ဘူးသူကအဓိကတော့ဒီအစိုးရကိုလိုက်ထောက်ပြပြီးတော့မေးခွန်းလိုက်ထုတ်တဲ့သဘောပေါ့ဒီမလေးရှားမှာကြတော့အဓိကအခက်တွေ့နေရတဲ့ပြဿနာကအော်ကိစ္စဗျအော်ဆိုတာကတော့အော်ဘရာဇီပါအထောက်အထားမဲ့နေထိုင်သူတွေကိုဖမ်းဆီးတယ်လို့အထောက်အထားပြည့်စုံရင်တော့မှလုပ်ငန်းခွင်တွေမှာဝင်တော့ကိုကင်ထားတဲ့ပါမစ်နဲ့လုပ်နေတဲ့အလုပ်ကမတူဘူးဆိုရင်လည်းဖမ်းဆီးခံရပါတယ်ခုပိုဆိုးတာကအစိုးရကလာဝကတွေတာမကပဲရဲတို့ကိုပါဝရမ်းတောင်းစရာမလိုပဲနိုင်ငံခြားသားအလုပ်သမားတွေရှိတဲ့လုပ်ငန်းခွင်တွေကိုအချိန်မရွေးဝင်ရောက်စစ်ဆေးခွင့်ဒီအာဏာကိုပေးထားတော့ကျွန်တော်တို့ဒီမြန်မာအများစုကအခုဆိုရင်အခက်ပို့ပြီးတော့တွေ့လာရတယ်အဲ့တော့ဒီမလေးရှားမှာရှိတဲ့မြန်မာနိုင်ငံသားအများစုကနေ့စဉ်စိုးရိမ်ပူပန်စိတ်တွေနဲ့ပဲအလုပ်လုပ်ကင်ပြီးသွားလာနေထိုင်နေရတယ်ဗျအခြားပြည်ပရောက်နေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းကိုယ်စီအခက်အခဲကကိုယ်စီရှိကြမှာပဲကိုဆိုးတာကအခုဆိုရင်မြန်မာဆိုတာနဲ့အားလုံးကနေချင်ကြတယ်အဲ့တော့ကျွန်တော်တို့ပြည်ပရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးကအခုချိန်မှာပိုပြီးစီကန်းရှိရှိနဲ့နေထိုင်ဖို့လိုအပ်လာပြီနောက်ပြီးတော့သူတပားထက်တော်ပြီးထူးချွန်နေအောင်စူးစမ်းဖို့လည်းလိုအပ်လာပြီဗျအဲ့လိုတော့ကျွန်တော်တို့အကောင်းဆုံးနေထိုင်ပြီးတော့စူးစမ်းရမယ်ဆိုရင်သူတို့ကျွန်တော်တို့တခြားအရာတွေနေရင်နေလိမ့်မယ်ကျွန်တော်တို့လူကိုတော့ဘယ်တော့မှနေငဲမှာမဟုတ်တော့ပါဘူးအဲကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဘယ်နေရာမှာပဲရောက်ဘယ်ပြည်ပနိုင်ငံမှာပဲရောက်အကောင်းဆုံးနေထိုင်ပြီးတော့စူးစမ်းသွားရအောင်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်